ကဘာကျော်ဆိုပေမဲ့ကြီးကြီးကျယ်ကျယ်တွေမလုပ်ဘဲ29နှစ်ပြည့်မွေးနေ့ကိုအချစ်ရဆုံးသူတွေနဲ့သာကျင်းပခဲ့တဲ့လီဆာဟုတ်ပါတယ်မသိသူမရှိဘူးလို့ပြောရလောက်အောင်ကဘာအနှံ့ကြော်ကြားမှုတွေကိုပိုင်ဆိုင်နေတဲ့လီဆာကတော့29နှစ်ပြည့်မွေးနေ့ကိုကြော်ဖြတ်ခဲ့ပါပြီအသက်20အရွယ်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့29နှစ်ပြည့်ကိုလီဆာဟာသူ့အချစ်ရဆုံးသူတွေနဲ့ဖြတ်သန်းခဲ့ကြောင်းပြောလာခဲ့ရပါသူရဲ့ Instagram ပုံတွေအရလီဆာဟာမွေးနေ့ပါတီကိုကမ်းခြေတစ်ခုမှာသူချစ်ရတဲ့သူတွေနဲ့အတူကျင်းပခဲ့ပုံပေါ်ပါတယ်။လက်ရှိထိုင်းနိုင်ငံမှာရောက်နေရဖြစ်တဲ့အတွက်လီဆာဟာသူ့ရဲ့ထိုင်းကငယ်တငယ်ချင်းတွေနဲ့အတူအချိန်ကောင်းလေးကုံဆုံးနေပုံပေါ်ပါတယ်။ဒါအပြင်လီဆာရဲ့တငယ်ချင်းတစ်ယောက်ကတင်တဲ့ story အရဆိုရင်လီဆာဟာတငယ်ချင်းတွေအကုန်လုံးကိုခေါ်ပြီးမနက်ပိုင်းယောဂအတူလုပ်ခိုင်းနေဆိုတာကိုပါသိရပါသေးတယ်။လီဆာကတော့သူ့ရဲ့မွေးနေ့ကိုစိတ်ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရဖြစ်ပါတယ်။တချို့သူတွေကတော့လီဆာသူ့ရဲ့မွေးနေ့မှာ Blackpink member တွေနဲ့ပတ်သက်ပြီးဘာမှမတင်တော့တာကြောင့်အဖွဲ့ဝင်တွေကြားမှာတကယ်ပဲအရင်လိုမဟုတ်တော့ဘူးဆိုပြီးပြောနေကြသလိုတချို့ကတော့လီဆာကချစ်သူလို့သတင်းထွက်နေတဲ့ LV မိသားစုကတားဖြစ်သူနဲ့ပြက်ဆဲသွားတာဖြစ်နိုင်ကြောင်းပြောနေကြပါတယ်။ပရိသတ်ကြီးရောကမ်းခြေပါတီမှာအချစ်ရဆုံးသူတွေနဲ့ပျော်နေတဲ့လီဆာအတွက်ဆွတောင်းစကားလေးတွေပြောသွားကြပါဦးနော်။